ဒီကောင်ငါကြွေးကြမစောက်လိုင်းပေါ်မှာကြောက်ပျော့ပါဆောင်းစင်းကြောင့်တိစေရငါလို့တခုအဆရာရှိရယ်အဲ့ကောင်ပုံကိုပို့ပေးလိုက်မယ်ငါတို့သူ့ရဲ့အကြောင်းစုံစမ်းမယ်သူ့ရဲ့တင်နေအောင်ငါသိချင်တယ်ရတယ်သိရတာပေါ့ဟယ်လိုဟိုကောင်ကလိုင်တာရကာဗာမင်ကရွက်ဆိုင်တင်းင်းကူကြီးအဲ့လာတယ်โอเคလေကြိုက်ပါဟိုကောင်ဝင်သားတယ်လိုင်းပေါ်မှာကျတော့ပျောက်ပါနေပြီးတော့ငါတောက်ကြဘာလို့မပေးတာလဲတပတ်ပဲစောင့်ပါဟာငါပေးပါမယ်မစားစင်ဘူးကာဘာမင်္ဂလာဟာကြီးကြောင့်နင်ကဝယ်နိုင်တယ်ပေါ့ကာဗာမင်္ဂလာဈေးသက်သာပြီးတော့ပြည်စည်းဆောင်လို့ပါ